ခလေးမရအောင်တားဖို့အတွက်အမျိုးသမီးတွေမှာနီးအမျိုးမျိုးနဲ့တရေတားနိုင်သလိုအမျိုးသားတွေမှာလည်းတားကြောဖြတ်လို့ရပါတယ်အမျိုးသားတွေမှာတားကြောဖြတ်တယ်ဆိုတာကတုပ်ပိုးတွေကိုပွေးစေးကနေပြီးတော့လိန်တန်းစီကိုပို့ဆောင်ပေးတဲ့ပြုံကိုဖြတ်လိုက်ပြီးတော့တစ်ဖက်စီပြန်ကြည့်ထားတာပါဒါကယာယီမဟုတ်ပဲအမြဲတမ်းတရေတားနီးပါဩစတြေးလျနိုင်ငံမှာတော့တားကြောဖြတ်တဲ့အမျိုးသားတွေဟာတစ်နှစ်ကို15000လောက်ခန့်အထိရှိပါတယ်အမျိုးသားတွေမှာတားကြောဖြတ်လိုက်တဲ့အခါတုပ်ပိုးတွေကတုပ်ရည်တွေကိုမရောက်နိုင်တော့ပါဘူးဒီတော့တုပ်လွတ်တဲ့အထဲမှာတုပ်ပိုးမပါသွားတော့ကိုယ်ဝင်မရနိုင်တော့ပါဘူးဒီနီလန်းကဘလောက်ထိရောက်မှုရှိတယ်လဲဆိုရင်ကိုယ်ဝင်မရအောင်တားနိုင်ဖို့အတွက်69%အထက်ထိရောက်မှုရှိပါတယ်အမျိုးသားတွေမှာတားကြောဘလို့ဖြတ်တယ်လဲဆိုရင်ဒါကအသေးစားခွဲစိတ်မှုဖြစ်ပြီးတော့ခွဲစိတ်ဆရာဝန်ဒါမှမဟုတ်စီလန်းချောင်းခွဲစိတ်အထူးကုဆရာဝန်ဒါမှမဟုတ်လေ့ကျင့်သင်ကြားပေးထားတဲ့အထွေထွေယောဂကုဆရာဝန်တွေကထုံဆေးပေးပြီးခွဲစိတ်ပါတယ်ဆေးရုံဆေးကမ်းမှာတရက်ပဲနေရတဲ့ခွဲစိတ်မှုပါတုပ်ပိုးပြုံတစ်ဖက်စီကတုပ်ပိုးတွေကင်းစင်သွားဖို့ကတော့2လကနေ3လ16ကြိမ်ကနေအကြိမ်20လောက်တုပ်လွတ်တဲ့ကြာချိန်လိုအပ်ပါတယ်ဒီခွဲစိတ်မှုလုပ်ပြီး3လကြာတဲ့အခါမှာတော့တုပ်ရည်ထဲမှာတုပ်ပိုးပါမပါဆိုတာကိုပြန်စစ်ဖို့လိုပါတယ်ရက်သက်တစ်ပတ်အနည်းငယ်ကြာတဲ့အခါတစ်ကြိမ်ပြန်စစ်ဖို့လိုပါတယ်တုပ်ရည်စစ်ကြည့်တဲ့အခါမှာတုပ်ပိုးလုံးဝမတွေ့တော့တဲ့အထိတခြားတရေတားနီးကိုတွဲသုံးပေးဖို့လိုပါတယ်တားကြောဖြတ်လိုက်ပြီးမှစိတ်ပြောင်းသွားတယ်ဆိုရင်ဒီခွဲစိတ်မှုကတော့ပြန်ပြင်ဖို့ခက်ပေမဲ့လည်းလုံးဝမဖြစ်နိုင်ဘူးတော့မဟုတ်ပါဘူးဖြတ်ထားတဲ့ပြုံလေးတွေကိုပြန်ဆက်တဲ့ခွဲစိတ်မှုလုပ်ထားတဲ့ဇုံတွဲတွေမှာ90%ကနေ80%လောက်အောင်မြင်မှုနှုန်းရှိတာတွေ့ရပါတယ်တားကြောဖြတ်ပြီးမကြခင်မှာစောစောပြန်ပြင်နိုင်လေအောင်မြင်နိုင်ခြင်းပိုများလေပါပဲအမျိုးသားတွေမှာတားကြောဖြတ်ခြင်းရဲ့ကောင်းကျိုးတွေကယာယီမဟုတ်ပဲအမြဲတမ်းဖြစ်ပြီးတော့ယုံကြည်လို့ရပါတယ်အတူနေတဲ့အချိန်မှာလိန်တန်ထောင်မှတ်ဖို့တုပ်လို့ဖို့တွေမှာဘာပြဿနာမှမရှိစေပါဘူးဒါကလိမ်မှုကိစ္စကိုအနောက်အရှက်မဖြစ်စေဘဲနဲ့ရိုးရှင်းမြန်ဆန်တဲ့နီလန်လည်းဖြစ်ပါတယ်အမျိုးသားတွေတားကြောဖြတ်ခြင်းရဲ့ဆိုးကျိုးတွေကတော့လုတ်ပြီးချင်းချက်ချင်းကြီးမထိရောက်ဘဲနဲ့တုပ်ပိုးတွေလုံးဝစင်ကြယ်သွားအောင်အထိ2လကနေ3လလောက်စောင့်ဖို့လိုအပ်ပါတယ်ခွဲစိတ်ပြီးခဏတာမှာတော့နာကျင်တာညိုမဲဆွဲတာရောင်ရမ်းတာတွေခံစားရမှာပါသွေးထွက်တာယောဂပိုးဝင်တာတုပ်ပိုးတွေယူစိမ့်ထွက်သွားတာအတွက်တံပြန်ရောင်ရမ်းခြင်းစတဲ့ခွဲစိတ်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းရရှိနိုင်ပါတယ်ဖြတ်ထားတဲ့ပြုံစွန်းလေးတွေပြန်ဆက်ပြီးတော့သားသမီးပြန်ရနိုင်ကြလေရာခိုင်နှုန်းအနည်းငယ်ရှိပါတယ်ဖြစ်တော့ဖြစ်ခဲပါတယ်ဒီလိုဆိုရင်တော့ခွဲစိတ်မှုပြန်လုပ်ဖို့လိုအပ်ပါတယ်ပြန်ပြင်ဖို့ခက်တဲ့အတွက်တားကြောမဖြတ်ခင်မှာသေချာစဉ်းစားပြီးဆုံးဖြတ်ဖို့လိုအပ်ပါတယ်တားကြောဖြတ်ပြီးရင်ဘလို့ဂရုစိုက်မှုတွေပေးဖို့လိုအပ်တယ်လဲဆိုရင်ခွဲစိတ်ပြီးတဲ့နောက်မှာခံစားရတဲ့နာကျင်မှုတွေကိုတော့အကန့်အခဲပျောက်စေတော့ရေခဲလေးအုံပေးလို့ရပါတယ်ထောက်ပံ့မှုပေးနိုင်တဲ့အောက်ခံပေါင်းမီဝစ်ထားရင်လည်းတက်တာဖြစ်စေနိုင်ပါတယ်ခွဲစိတ်မှုခံယူပြီးရင်တော့1ရက်2ရက်လောက်အနားယူသင့်ပါတယ်ခွဲစိတ်ပြီး9ရက်လောက်အထိလေ့ကျင့်ခန်းလုပ်တာပြင်းထန်တဲ့လှုပ်ရှားမှုတွေနဲ့အလေးမားတာတွေကိုရှောင်ရှားသင့်ပါတယ်လိန်ဆက်ဆံမှုအပါအဝင်လှုပ်ရှားမှုအားလုံးကိုတစ်ပတ်လောက်တော့ရှောင်သင့်ပါတယ်တုပ်ရည်ထဲမှာတုပ်ပိုးလုံးဝမရှိတော့ဘူးလို့ဆရာဝန်ကအာမခံတဲ့အချိန်အထိအခြားသားဆက်ချာနည်းတွေကိုသုံးပေးဖို့လိုအပ်ပါတယ်ဒီဗီဒီယိုကအမျိုးသားထုကြီးအတွက်အထောက်အကူဖြစ်တယ်ဆိုရင်တခြားပုရိသတွေနားဆင်နိုင်အောင်လဲရှယ်သွားပေးကြပါဦးအားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ